What's up ခီပါဆိုတော့ဒီနေ့မှာတော့ကျွန်တော်ကဖေးတောင်းမှာဖြစ်ပါတယ်ကဖေးကဘာပါလဲကဖေးကနာမည်တော့မသိဘူးပေါ့နော်အမေကြီးကဖေးကနာမည်မသိဘူးအေးဟိုပါပေါ့ဝင်းကြီးများရုံးတဲ့ကဖေးပေါ့နော်ကဖေးမှာကညဘက်ဆိုရင်မီလီနည်းလာတော့ကျွန်တော်တငယ်ချင်းတွေစုပြီးတော့ခဏသွားထိုင်မှာဖြစ်ပါတယ်ဆိုတော့မသွားခင်မှာမနက်က try on video တွေအများကြီးရိုက်တာပြင်ပန်းပါတယ်ဆိုတော့နည်းနည်းလမ်းအောင်နာပွန်စီတောက်ပါမယ်တောက်ပါမယ်မတောက်လည်းလူလည်းမျော့တယ်ဒါတော့လိုက်မှနည်းနည်းအရှိသွားလို့အညာပေါ့ဗျာထားပါရောင်ရဲပြီးတော့လို့တောင်းလာရဲ့ငါကျော်ကားစီရတယ်နည်းဆဲတယ်ခေါင်းကြနေဆဲကိုယ်တွေကကိုဘေးနာဘေးရဆဲတယ်မဟုတ်ဘူးကစီရကောင်တော့လို့ဟိုကတော့ကျွန်တော်တို့ဝင်းကြီးများရုံးထဲကကဖေးမရောက်သေးခင်မှာဘာမစားသေးလို့ဒါ52လမ်းလား52လမ်းဘူရောင်ဖျားလမ်းကရွှေလဲရပန်းသေးခောက်ဆွဲဆိုင်မှာစိတ်သားပန်းသေးခောက်ဆွဲကိုဒါစောင့်ပါဗောနော်ကျွန်တော်ခုညမှာတော့ကျွန်တော်ဒါဖူးတော့ဖြောက်ပါတယ်ဗောနော်ကဖေးဘလော့ကနေဖူးတော့ဖြောက်ပါပါတယ်ကျွန်တော်ရပြီဗျာစောက်ချေးကြောင်းမစားဘူးလားဘာမင်းမစားဘူးလားစားချေးကြောင်းစားပါတယ်ခင်ဗျာချေးကြောင်းစားပါတယ်ခင်ဗျာဒါစိတ်ပန်းသေးခောက်ဆွဲဖြစ်ပါတယ်9ဘွဲဖြစ်ပါတယ်3ဘွဲကို9ပိုင်းပိုင်းတာဖြစ်ပါတယ်9ပိုင်းပိုင်းတာနှစ်လေးဗျာပြည့်နေတာပဲတော်ဝမ်းတော့မာရတယ်လေစားရဗျဦးရအဲ့ဒါနဲ့ငန်းလူခံလာဟမ်ငန်းပန်းရောက်ရဆိုတာအဲ့လိုငန်းပါဒီတော့လာပိတ်တာဘိုးအိမ်ကတက်ပြီးတင်ကျွေးလိုက်ပါအောင်လည်းကညီလျှောက်တော့လိုက် flash ထုတ်လိုက်อีမျိုးနေပြီမျိုးရိုးမှာပူးလာပြီလက်ရှိဝလာခင်ဗျားရွေးချယ်လို့လားဗျာတော့ညာသားဆိုရန်ကုန်ဆောင်အိတ်မယ်ထင်တာရန်ကုန်ဆောင်အိတ်လည်းမေးဟုတ်တယ်ငါတော့ပြတ်တာလောက်စားရှင်းမို့လားဟုတ်ရှင်းပါโอเค fighting play နေတယ် စိတ်နဲ့3ပွဲအိုးစု တပွဲကိုဘယ်လောက်900လားတပွဲကို900ကြောက်ပါခင်ဗျာဟုတ်ကိုကကြုံထက်ထက်လို့ကျုပ်ထက်ထဲတယ်စိတ်သားနဲ့တပွဲကို900 3ပွဲ2000နဲ့မှ9000ဖြစ်ပါတယ်စားတာဝါလာဆိုတော့မစိုးပါဘူးကြည့်ပါကျွန်တော်ဆက်မှုကြမယ်7 k လေးပြတ်တယ်ကျွန်တော်ခုရောက်နေတော့ဒါဝင်းကြီးများရုံးထဲကလုံမနီလုံမနီကလမ်းမီလုံမနီဖြစ်ပါတယ်အမေရိကန်လိုပဲနောက်မှလက်ဖက်ရှိတယ်အိုက်အမေရိကန်လိုနောက်ခွက်အမေရိကန်လိုပဲ3ခွက်အမေရိကန်လိုကြီးပဲကျွန်တော်လက်ဖက်သူက tea room ဆိုပေမဲ့တော်တော်များများရတယ်ပေါ့နော်အဆန်ကြီးကပန်းပွင့်ပလာတာချစ်ပန်းပွင့်ခုနကလည်းပြင်သေးပါမို့ကြုတ်ကြော်တယ်တူတယ်ခုနကလည်းအုံနုပလာတာတော်တော်များပါတယ်အဲ့ဘာဂါဆို fast food တွေလည်းတော်တော်များတယ်ပြီးတော့ drinks တွေလည်းတော်တော်များပါတယ်မြန်မာ culture လက်ဖက်ရည်လည်းများတယ်ပေါ့အစုံပဲမရတာမရှိတော့မရတာဘီယာပဲမရကျွန်တော်ရပါဆိုတော့အဲ့တော့မှာတော့ AC ထိုင်ပြီးတပုတ်လေးပါလေးရိုက်ပြီးတော့ကျွန်တော်တို့အိမ်ပြန်ကြပါတယ်ဆိုတော့ဒီနေ့ vlog ကတော့ဒီလောက်ပါပဲခင်ဗျာဒီလိုတက်ပုတ်လာလေးတော့ရခဲ့ပါတယ်ဆိုတော့ဒါကနောက် video တွေမှာပိုကောင်းတဲ့ cinematic vlog တွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာတဒါ